ကျွန်တော်များစတောင်းကြီးစီတော်နေကြီးမီမိုဒီတာနာဝိမာန်တော်ကြီးအတွင်းမှာစီရင်ကျင်းပပြုလုပ်တဲ့အခမ်းအနားဆိုရင်မြန်မာနိုင်ငံဂီတအစည်းအဝေးရဲ့ဘုံလူမှုတွေရန်ကုန်တိုင်းဂီတအစည်းအဝေးမှာဥဆောင်ကျင်းပတဲ့14ချိန်မြောက်မြန်မာဂီတတွေကိုကြိုဆိုဂုဏ်ပြုတော်အဖြစ်တချင်းဆိုတဲ့ပွဲမှာကျွန်တော်တို့တာဂီတမျိုးတွေကိုစားဝန်သားစုကိုထည့်တဲ့တဲ့ရရှိခဲ့တယ်ပြန်ပါမယ်ဆိုရှင်သူ့ရဲ့အတွက်ကျွန်တော်တို့တာဂီတမျိုးတွေဂီတအစည်းအဝေးတွေပြီးတော့ဂုဏ်ပြုတဲ့အစီအစဉ်ခမ်းနားပဲဖြစ်ပါတယ်ဆိုရှင်ဖွင့်ဖွင့်ရဆိုလို့ရှိရင်ရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်အသီးသီးတိုင်ဝဲဝင်124ယောက်ဝင်ရောက်ရှင်ပြိုင်တဲ့အဲ့တော့အဆိုပြိုင်ပွဲမှာပေါ့လေထိုက်ထိုက်တန်တန်ဝန်သားစုကိုစုခုပြီးတော့တာဂီတမျိုးရဲ့ဂုဏ်ကိုဆောင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တာဂီတမျိုးနဲ့ဂီတာအစည်းအရုံးတွေတော့ဂုဏ်ပြုတဲ့ပွဲကိုယခုလိုစီစီကားကားတိုက်တိုက်နေနေခန်းခန်းနာနာစင်ရင်ကျင်းပတာဖြစ်ပါတယ်။ဘုရားကနေတော့ကောင်းကောင်းဝင်လာဖြစ်ရှင်လို့ပြောပြပါတယ်။ဒီလိုဟာလာအမှန်မှအရေးကြီးရှိတဲ့ဟာလာဒုတိယရှင်ရောက်ကိုဒီတော့ရောက်ပြီးတော့ကိုပြီးပဲကျင်းပပြီးတဲ့တာမန်မျိုးတွေမှာဥက္ကဋ္ဌလုံးတော့များလို့သူရဲ့ကျေးဇူးကြီးတော်ပြောကြပါပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီလိုဟာလာဟိုဘာလို့ဒီကနေပတ်သက်တဲ့အခမ်းအနားတွေဟာလာပုံပြီးတွင်းဒီမှာကျွန်တော်တို့ကိုထောက်ပြီးခဲ့တဲ့ကျွန်တော်တို့အခြေအနေတွေကျွန်တော်သူရဲ့ကျေးဇူးကြီးတော်ရှိတော်ကိုထောက်ပြောကြပါမယ်။ကျွန်တော်တို့အားပြချင်းဒီကအုပ်စုများချင်းဒီကစကားဖြစ်ပြီးထုံးလာအောင်ဆောင်ရွက်ကြပါလို့တိုက်တွန်းပြောကြရင်ဒီလိုဆိုပါနောက်ပြီးတော့အချက်ချူတယ်လမ်းပြဒီကနေ့မှာကျွန်တော်ချမ်းမြေ့ရနေပြီးတော့ချမ်းမြေ့ပါဆိုတဲ့ချင်းလေးမင်္ဂလာရှိပါနဲ့နောက်ဆုံးဆက်ပြန်ပါမယ်ကောင်းရတော့စိတ်ရဲ့မြတ်တာပွားဝေအနန္တဘဝဒီရာဝေကိုရောစိတ်ကအလေးတိတ်ဒီကိချမ်းသာလေက
ရာရှိနေပြီမိသားစုနဲ့အတိုင်းပြုလုပ်ချင်ဒီတချင်းလေးနဲ့ဒီကိုပေါ်ပြမယ်နော် ဒီသင်းရတော့မပါမဖြစ်ပါတော့မိုးခါဝဲ
ကိုဘောင်းချစ်များဆိုတဲ့ချစ်တဲ့ဝိလာစုကြောင့်အထူးကံဖို့တိခတ်ပြီးတဲ့ဂီတပညာရှင်ဖြစ်ပါလေ
Guru,